အားလုံးပဲမင်္ဂလာပါ January Play Music ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မတို့ဒီချက် theory ပါဒီနေ့ဆွေးနွေးပြသွားမယ့်ခေါင်းစဉ်လေးကတော့ flathead syndrome လို့ခေါ်တဲ့တသားမိမိတို့ရဲ့ဦးခေါင်းနောက်ချမ်းကဝိုင်းမနေဘဲနဲ့တစ်ဖက်ဆောင်းနေတာဒါမှမဟုတ်လို့ရှိရင်ပြားချက်ချက်ကြီးဖြစ်နေတာကိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့ဒီဟာက flathead syndrome ဆိုတာဘာကြောင့်ဖြစ်ပေါ်လာလဲဆိုရင်တသားမိမိတို့ငယ်ရွယ်စဉ်အခါမှာကလေးပေါ်မှာပဲအကြာကြီးအိတ်ခိုင်းတာပလက်အနေထားနေပေါ့နော်ပြီးသွားလို့ရှိရင်ထိုင်ကုန်ဒါမှမဟုတ်လို့ရှိရင် stroller တွေပေါ်မှာအကြာကြီးတိတ်ထားတာဒါတွေကြောင့်ဖြစ်တတ်ပါတယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့ဒီပြဿနာကိုလွယ်ကူစွာဖြေရှင်းနိုင်ပြီးတော့ပုံမတန်မာလာစေမဲ့လေ့ကျင့်ခန်းလေးတွေရှိပါတယ်ဆိုတော့အဲ့လေ့ကျင့်ခန်းထဲမှာအဓိကပါဝင်တာက tummy time ဖြစ်ပါတယ်ဆိုတော့ဒီ tummy time ကဘာကြောင့်အရေးကြီးလဲဘယ်လိုတွေလှုပ်ဆောင်ရမလဲဘယ်လိုမှန်ကန်တဲ့နည်းလမ်းတွေနဲ့ပြုမှုသွားရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ် American ကလေးကျန်းမာရေးဖွဲ့ AAP ရဲ့လေ့လာချက်အရကလေးလေးတွေကိုအမြဲတမ်းပလက်အနေထားနဲ့ပဲအိတ်ခိုင်းမယ်ဆိုလို့ရှိရင်ကလေးလေးတွေအပေါ်ပိုင်းကြွက်သားတန်မာစေဖို့အတွက်အခွင့်အရေးတွေရန်နေတော့တတ်ပါတယ်အဲ့ဒါကြောင့်မို့လို့ tummy time လေးတွေလုပ်ပေးဖို့လိုပါတယ် tummy time လုပ်ပေးခြင်းအပြင်ကလေးတွေရဲ့လေပင်ပခုံးနောက်တစ်ခါကြောရိုးမှာရှိတဲ့ကြွက်သားတွေအတွက်လည်းအများကြီးတန်မာစေပါတယ်ဆိုတော့ဒီကြွက်သားတွေတန်မာလာလို့ရှိရင်နောက်ပိုင်းမှာကလေးလေးတွေထိုင်တာလေးပတ်သွားတာလမ်းလျှောက်တာတွေမှာလည်းအများကြီးထောက်ကူဖြစ်စေနိုင်ပါတယ်နောက်ပြီးတော့ဒီ flathead syndrome ဖြစ်ပေါ်မှုကိုလည်းတိတိတသားရောနေသွားစေပါတယ်ဘယ်အချိန်မှာစတင်ပြီးတော့ဘယ်လောက်ကြာလောက်ရမလဲဆိုရင်တသားမမီတို့ရဲ့မွေးကင်းစအချိန်ကနေစလို့ရပါတယ်ဖေဖေမေမေတို့ဒါမှမဟုတ်လို့ရှိရင် caregiver ရဲ့ရင်ဘတ်ပေါ်မှာဒါမှမဟုတ်လို့ရှိရင်ခြေထောက်ပေါ်ကနေစလို့ရပါတယ်မွေးကင်းစအရွယ်မှာဆိုရင်တော့တစ်နေ့ကို2ချိန်ကနေ3ချိန်ဒီ3မိနစ်လောက်ကနေစလို့ရပါတယ်တကယ်လို့တသားမမီတို့အသက်အရွယ်4လရောက်နေပြီဆိုလို့ရှိရင်တော့ကလေးလေးတွေကတထောင်စစ်ကိုထောက်ပြီးတော့ဦးခေါင်းကိုမော့ထားနိုင်တဲ့အနေအထားရှိရတော့မှာပါအသက်အရွယ်5လ6လမှာဆိုလို့ရှိရင်တော့ကလေးလေးတွေကပစ္စည်းကိုလက်ကလေးနဲ့ဆွဲယူရတဲ့အထိကိုတိုးမြင့်လှုပ်ဆောင်ပေးလို့ရပါတယ်ဒါပေမဲ့တတိထားချက်တစ်ခုရှိပါတယ်တသားမမီတို့နိုးတောက်ပြီးတဲ့အချိန်မှာလုံးလို့မရပါဘူး one bite တွေကိုဖိမိပြီးတော့နိုးတွေပြန်ပြီးတော့အန်ထွက်တတ်ပါတယ်ဆိုတော့အဲ့အချိန်ကြောင့်ကလေးလေးတွေကနိုးနိုးကြကြရှိနေတဲ့အချိန်မှာပို့ပြီးတော့လောက်တာအကောင်းဆုံးပါပဲဥပမာ chair diaper လဲပြီးတဲ့အချိန်ဒါမှမဟုတ်တင်းရေးနိုးပြီးတဲ့အချိန်ကတော့အကောင်းဆုံးဖြစ်ပါတယ်ဆိုတော့ကလေးလေးတွေကမှောက်တောင်မကြိုက်ရင်ဘယ်လိုလုပ်မလဲဆိုတော့တချို့ကလေးလေးတွေကတော့ tummy time အသိမကြိုက်ကြဘူးဘာဖြစ်လဲဆိုတော့ tummy time လုပ်တဲ့အခါမှာကဘာမြေကြီးရဲ့ဆွဲအားကိုစန့်ကျင်ပြီးတော့မှတို့ကခေါင်းထောင်ရဖြစ်တဲ့အတွက်အရန်ပင်ပန်းလာတတ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့လည်းမှုတတ်တယ်ဆိုတော့ပထမအဆုံးဆက်စချင်းမှာတော့3မိနစ်လောက်တော့ရအောင် try ကြည့်ပါဒါမှမဟုတ်လို့ရှိရင်ရန်ငုံနေရဆိုရင်တော့10မိနစ်2မိနစ်လောက်ကနေစပြီးတော့မှတဖြည်းဖြည်းအချိန်လေးကိုတိုးသားပေးလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်ဒီ tummy time ကိုရိုးရိုးကလေးကိုမှောက်ခိုင်းတာမျိုးမဟုတ်ဘဲနဲ့ပျော်ရွှင်စရာဂိမ်းကစားနည်းတွေအဖြစ်ကိုပြောင်းလဲပေးလို့ရပါတယ်ဆိုတော့ဘယ်လိုမျိုးကစားလို့ရမလဲဆိုရင်ပထမဆုံးငွေကစားရနေ3လအရွယ်မှာဆိုလို့ရှိရင်လူကြီးရဲ့ရင်ဘတ်ပေါ်မှာမှောက်လက်အနေထားနဲ့ကလေးလေးကိုထားပေးလို့ရပါတယ်ကလေးလေးတွေကလူကြီးရဲ့မျက်နှာကိုကြည့်ဖို့အတွက်ခေါင်းလေးတွေမော့လာပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ကတော့သူတို့နဲ့တူတူမျက်နှာချင်းဆိုင်လေးမှာမှောက်လက်အနေထားနဲ့နေပေးခြင်းနဲ့ဆော့ပေးလို့ရပါတယ်ကလေးလေးတွေကိုမှောက်ထားမယ်သူရဲ့မျက်နှာချင်းဆိုင်မှာဖေဖေမေမေတို့ကနေလည်းမှောက်လက်အနေထားနဲ့ပဲနေမယ်သူတို့ရဲ့နာမည်လေးတွေခေါ်ပေးမယ်တချင်းလေးတွေဆိုပြမယ်သူတို့ကြိုက်တဲ့အရာလေးတွေကိုပြောပြမယ် conversation လေးတွေလုပ်ရင်းနဲ့ဒီ tummy time ကို extend လုပ်သွားလို့ရပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့အခုပစ္စည်းလေးတွေသုံးတာပါ favorite toys လေးတွေအယောင်တောက်တောက်အရာလေးတွေနောက်တစ်ခါကျတော့ charity mirror play လို့ခေါ်ပါတယ်ဒီ mirror လေးတွေကိုရှေ့မှာထောင်ပေးခြင်းအပြင်ကလေးလေးတွေရဲ့ဒီ tummy time ကိုပို့ပြီးတော့စိတ်ဝင်စားအောင်ဖန်တီးပေးလို့ရပါတယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးကတော့ဘေးကင်းမှုပါဆိုတော့ tummy time လုပ်တဲ့အချိန်မှာ sofa တို့မှုရာတို့ပေါ်မှာကြော့ရဲ surface မှာလုပ်တာတော့မကောင်းပါဘူးအဲ့အတွက်ကြောင့်မလို့ကျန်းမြင့်မောဒါမှမဟုတ်လို့ရှိရင်ကျန်းမြင့်မောမှာ mat ကလေးခင်းပြီးတော့မှတသားမမီတို့ကို tummy time လုပ်ဆောင်စေချင်ပါတယ်ဆိုတော့ tummy time လုပ်နေတဲ့အချိန်မှာလည်းဘေးမှာလူကြီးတွေကမျက်ခြေမပြတ်စောင့်ကြည့်နေပြီးဖို့လိုပါတယ်နောက်အရေးကြီးတဲ့တစ်ချက်ကတော့တသားမမီတို့နိုးနေတဲ့အချိန်မှာပဲဒီ tummy time ကိုလုပ်ဆောင်ပေးရမှာပါကလေးလေးတွေအိပ်ပျော်တဲ့အချိန်မှာတော့သူတို့ရပလက်အနေထားနဲ့ပဲအိပ်စေရပါမယ်ပြီးတော့လို့ရှိရင်ဒီ flathead syndrome ဆိုတာကတော့ပေါ့နော်အုံနောက်ဖွံ့ဖြိုးမှုကိုတော့မထိခိုက်နိုင်ပါဘူးစောစောစီးစီးကိုတေးသေးချာလေးကျင့်ကြံလေးလုပ်ပေးမယ်ဆိုရင်အများစုကတော့တဘာဝတိုင်းပြန်နေကောင်းမွန်တော့ပါလိမ့်မယ်ဆိုတော့ဒီဗီဒီယိုလေးကမမေတို့အတွက်အများကြီးထောက်ကူဖြစ်တယ်ဆိုရင်တခြားမမေဖေတို့ကိုသိသွားအောင်လို့ share လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်နော်နောက်တစ်ခါမမေတို့ရဲ့ tummy time experience လေးတွေကို sharing လုပ်မယ်ဆိုရင်လည်း comment box မှာ sharing လေးလုပ်ပေးလို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် bye bye Gymboree